အားလုံးပဲမင်္ဂလာပါရှင်။ငှက်ကာတွန်း channel ကနေကြိုဆိုလိုက်ပါတယ်။ဒီ channel လေးကတော့စိတ်ဝင်စားစရာငှက်ကာတွန်းပုံမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေဒီနေ့သိရှိနိုင်အောင်လေးဘေးနား notification လောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်မလေးရဲ့ကိုညီတက်တဲ့စိတ်ရာနူရဲ့သမီးကိုရီးယားကအပြင်းဖြားနေပါတယ်။ရာနူလည်းသူမရဲ့သမီးကိုရီးယားကိုရေဘက်တိုက်ပေးနေပါတယ်။အမေရဲ့သမီးခေါင်းရမ်းကြိုက်တယ်။ခေါင်းနေလည်းမူးနေရဲ့အတာမန်နေလည်းကြိုက်ခဲနေရပဲ။သမီးလေးကိုရီးယားကြီးညမိုးချုပ်တော့မှလေအမေညမိုးမချုပ်ခင်သမီးအတွက်စီးယူလာပြီးခဲ့မယ်။ညမိုးချုပ်သွားရင်အပြင်ထွက်ရတာမလွယ်တော့ဘူး။အမေရဲ့မြန်မြန်ပြန်လာခဲ့နော်သမီးအရမ်းကြောက်တယ်။ရာနူလည်းအိမ်ကနေထွက်လာပြီးဘူဘူစီကိုသွားပါတယ်။ဟာဒီနေ့တော့ငှက်မရဲ့အသားနူးနူးအီအီလေးစားရတော့မှာပဲ။ဘိုက်တွေလည်းအရမ်းစားနေရဲ့။အိမ်ငှက်မငါစီကိုပဲလာနေရ။ဘိုက်စားနေတဲ့တိမ်ငှက်မလည်းရာနူကိုမြင်တော့ဝမ်းသာသွားပါတယ်။ပြီးတော့ရာနူရဲ့လမ်းကိုပိတ်လိုက်ပါတယ်။နင်ဘာလို့ငါရဲ့လမ်းကိုတားလိုက်တာလဲမာဟီ။ငါ့ကိုသွားခွင့်ပေးပါ။ငါသမီးအရန်ဖျားနေလို့ပါ။ငါအချိန်မီစီးသွားယူမပေးနိုင်ဘူးဆိုရင်ငါသမီးလေးအသက်အန္တရာယ်ရှိနိုင်တယ်။ငှက်မကြီးအသက်အန္တရာယ်ကလည်းနေမှလည်းရှိရဲ့လေ။ဘာလို့လဲဆိုတော့ငါနေ့ကိုစားတော့မှာ။ငါဘိုက်တွေအရန်စားနေရဲ့။ငါနေ့ကိုမစားဘူးဆိုရင်ငါအသက်အန္တရာယ်ရှိနိုင်တယ်။ကျေးဇူးပြုပြီးမာဟီရဲ့ငါနေ့ကိုတောင်းပန်ပါတယ်ငါ့ကိုလွတ်ပေးပါငါ့ကိုသွားခွင့်ပေးပါရာနိုလည်းမာဟီကိုငိုရိုတောင်းပန်နေပါတယ်ဒါပေမဲ့မာဟီကရာနိုကိုအလွတ်မပေးပါဘူးမာဟီကရာနိုကိုဖမ်းလိုက်ပြီးရိုက်ပါတယ်မာဟီကရာနိုကိုတက်ခါနီးဆက်ဆဲမှရာနိုကအခုလိုပြောလိုက်ပါတယ်ငါ့ကိုမတနာပါနဲ့ငါသမီးလေးတော့တနာပါအောင်နေ့မှလည်းကလေးရှိမှာပဲနေရောနေ့ကလေးရှိတည်သွားမှကြည့်ရလားငါ့ကိုအိမ်တခါပြန်ခွင့်ပေးပါငါသမီးလေးစေးပေးပြီးငါနေ့စီကိုပြန်လာပါမယ်အဲ့ဒီစကားကြတော့မာဟီလည်းရာနုလွတ်ပေးလိုက်ပါတယ်။နေငါစီနောက်တစ်ခေါက်ပြန်လာမယ်ဆိုတာငါနေ့ကိုဘယ်လိုရှုံးရမလဲ။ငါဂတိပေးပါတယ်။ငါ့အိမ်တခါပြန်ခွင့်ပြုပါ။ငါသမီးကိုဆေးပေးခဲ့ပြီးငါနေ့စီကိုပြန်လာပါမယ်။အဲ့ခါကျမှနေငါ့ကိုစားလိုက်ပါ။ငါတည်သွားပြီမယ်။ငါသမီးလေးတော့အသက်ရှင်သွားလိမ့်မယ်လေ။ကောင်းပြီလေ။သွားဂူနာမှာငါအိမ်ရှိတယ်။ငါနေ့ကိုအဲ့မှာစောင့်နေမယ်။ရာနုလည်းမြဲမြဲပြန်ကဘူဘူစီကိုတောင်းလိုက်ပါတယ်။ညီမပူပူရေကျမစီမှာအချိန်သိမ့်မရှိတော့ကျမအဖျားပြောက်စီမြန်ပြီးပါအောင်ကျမရဲ့သမီးလေးအရန်ဖျားနေလို့ပါရာနိုရေငါနေ့အခက်ခဲကိုနားလေပါတယ်ဒါပေမဲ့ငါ့ကိုခွင့်လို့ပါအခုငါစီမှာအဖျားကြမယ်စီကိုဖော်ဆက်နိုင်တဲ့ဆေးမြစ်တွေမရှိနေဘူးညီမပူရေဘလို့နည်းနေပဲဖြစ်ဖြစ်ကျမရဲ့သမီးလေးကိုကယ်ပြီးပါအောင်ကျမသာအချိန်မီဆေးရုံမသွားပြီးနိုင်ဘူးဆိုရင်ကျမရဲ့သမီးလေးတည်သွားလိမ့်မယ်ရာနိုနေရေတကွန်စီကိုသွားအဲ့ဒီတကွန်နာမှာတင်းရွက်မမဲနဲ့ဆေးမြစ်တစ်ခုရှိတယ်။အဲ့ဒီဆေးမြစ်အရွက်ကိုခုပြီးယူသွား။အဲ့ဒီဆေးရွက်ကိုကြိတ်ပြီးဆေးရည်ကိုနေ့သမီးကိုတိုက်လိုက်ပါ။နေ့သမီးအဖျားကျသွားပါလိမ့်မယ်။အဲ့ဒီစကားကိုကြားတော့ရာနိုလည်းနည်းနည်းစိတ်သက်သာရသွားပါတယ်။သူမလည်းရေတကွန်နာကိုမြန်သွားလိုက်ပါတယ်။ဆေးမြစ်အမေကပန်းပွင့်နေနာမှာရှိနေပါတယ်။ရာနိုလည်းအဲ့ဒီဆေးမြစ်ရဲ့အရွက်တချို့ကိုခူးလိုက်ပါတယ်။ပြီးရနဲ့အိမ်ကိုတန်းပြန်လာလိုက်ပါတယ်။အိမ်ရောက်တာနဲ့ရာနိုကဆေးရွက်ကိုကြိတ်ပြီးကိုရီးယားကိုဆေးရည်တိုက်လိုက်ပါတယ်။အမေကြီးဒီဆေးရည်တွေမှာအစွမ်းရှိသလိုပဲဆေးရည်တောင်းလိုက်တာနဲ့တမိနေပြန်ကောင်းသွားပြီ။တမိအဖျားလေးကျသွားသလိုခေါင်းလေးမကိုက်တော့။ရာနိုလည်းတိတ်ဆိတ်စွာနဲ့ခေါင်းလေးငုပ်ပြီးထိုင်နေပါတယ်။အမေတမိနေပြန်ကောင်းသွားလို့အမေမပြောဘူးလား။ကိုရီးယားရင်အမေရမ်းပြောပါတယ်။ဒါပေမဲ့အမေတမိအနောက်မှာရှိမပေးနိုင်တော့ဘူးထင်တယ်။ဘာလို့လဲဆိုတော့အမေဂတိကိုတီအောင်လုပ်ရအောင်မယ်။လမ်းမှာတော့အမေကိုတင်းငက်တကောင်တားခဲ့တယ်။သူကအမေကိုစားချင်နေရ။ဒါပေမဲ့အမေသူ့စီကနေအချိန်တောင်းပြီးအိမ်ကိုပြန်လာလိုက်တာ။အဲ့ဒီစကားကြတော့ကိုရီးယားလည်းငိုပါအောင်တယ်။အမေတမိရဲ့အမေကိုတမိဘာမှအဖြစ်မခံနိုင်ဘူး။အမေရဲ့မသွားပါနဲ့နော်။အမေတင်းငက်စီမသွားပါနဲ့နော်။ကျေးဇူးပြုပြီးအမေရဲ့တမိအတွက်မသွားပါနဲ့နော်။တမိလေးကိုရီးယားဒီနေ့သာအမေဂတိကိုမတီးခဲ့ကြောက်တဲမှာတင်းငက်တွေကဘဲငက်ကိုမှရှုံတော့မှာမဟုတ်ဘူး။အမေသွားမှဖြစ်မယ်။အမေရဲ့ဂတိကိုတီးအောင်လုပ်ရမယ်။ကိုရီးယားလည်းသူ့အမေကိုတားပါတယ်။ဒါပေမဲ့ရာနိုကသူ့ဘေးကဂတိကိုတီးအောင်လုပ်ဖို့အိမ်ကနေထွက်လာလိုက်ပါတယ်။ရာနိုလည်းကူနာကတင်းငယ်ရဲ့အိမ်စီသွားလိုက်ပါတယ်။အိမ်ရောက်တော့မာဟီကထိုင်ကုန်နေပါတယ်။မာဟီနင်ကဝမ်းသာရမှာလေ။ငါအခုရောက်လာပြီလေ။နေစားဖို့အသားရပြီလေ။ငါ့ကိုစားလိုက်ပါ။ငါသမီးကိုငါဆေးပေးပြီးသွားပြီ။ငါဂတိကိုတီးအောင်လုပ်ဖို့အခုငါနေ့စီကိုရောက်လာပြီ။ရာနိုကြီးကြည့်ပါဦးငါသားလေးဖျားပြီးတကူလုံးပူကျစ်နေရပဲ။ငါသားလေးကလှုပ်တာမလှုပ်တော့
ငါသားနဲ့ပတ်သက်ပြီးငါရမ်းစိတ်ညစ်နေရဲ့နေစိတ်မညစ်ပါနဲ့အဖျားကြဖို့သုံးတဲ့ဆေးမြစ်ပင်မာရနိုင်လေဆိုတာငါသိပါတယ်နေငါ့ကိုနောက်တစ်ခါထပ်ပြီးသွားဖို့ခွင့်ပေးမယ်ဆိုရင်နေသားကိုတိုက်ဖို့ငါအိတ်ဆေးမြစ်ယူလာပေးပါမယ်ရာနိုရေမြန်မြန်သွားပါငါသားအဖျားကြဖို့အဲ့ဒီဆေးမြစ်ကိုမြန်မြန်ယူလာပေးပါကြည့်ပါဦးငါသားမျက်လုံးတော့မဖွင့်တော့စကားလည်းမပြောတော့ဘူးရာနိုလည်းရေတကွန်နာမြင်မြန်သွားကအဲ့ဒီစိမ်မြင့်အမေရဲ့အရွက်တချွတ်ကိုခူပြီးပြန်လာလိုက်ပါတယ်။မာဟီရဲ့အိမ်ကိုရောက်တာနဲ့ရာနိုလည်းဆေးရွက်ကိုကြိတ်ပြီးမာဟီရဲ့သားဆေးရည်တိုင်းလိုက်ပါတယ်။ငါသားနေပြန်ကောင်းလာပါမလားရာနို။ငါသားငါ့ကိုစကားပြန်ပြောနိုင်ပါမလား။ခဏလေးစောင့်လိုက်ပါ။နေ့သားခဏနေကောင်းလာပါလိမ့်မယ်။ခဏလေးတွင်မှာပဲမာဟီရဲ့သားကြီးလူကထထိုင်လိုက်ပါတယ်။ပြီးတော့သူ့အမေဖက်လိုက်ပါတယ်။အဲ့တော့မြင်တော့မာဟီလည်းအရန်ကိုဝမ်းသာသွားပါတယ်။မမေတားခုနေကောင်းသွားပြီ။ရာနိုရေကျေးဇူးအများကြီးတင်ပါတယ်။နင်ကသာအသက်ကိုကယ်ပေးခဲ့။နေလိုငှက်မျိုးဒီတော့တဲမှာရှိမှာမဟုတ်ဘူး။နေရငါရဲ့ရန်သူဖြစ်ပေမဲ့နေရငါသာအသက်ကိုကယ်ပေးခဲ့တယ်။အခုနင်ငါ့ကိုစားတော့မှာလား။ငါနေလိုတခြားသူတွေအမြဲကူညီပေးတတ်ပြီးကိုဂတိကိုတီးတဲ့စိတ်ထားမုံမြတ်တဲ့ငှက်တွေမစားပါဘူး။နေရနေပေးထားတဲ့ဂတိကိုတီးဖို့ကို့အသက်ကိုတော့မနှမျောခဲ့ဘူး။ရာနိုနေလွတ်မြောက်သွားပါပြီ။နေသွားလို့ရပါပြီ။အဲ့ဒီစကားကြားတာနဲ့ရာနိုလည်းအင်ကိုမြင်မြန်ပြန်လာပါ။ကိုရီးယားလည်းသူ့အမေပြန်လာတော့မြင်တာနဲ့ပြေးဖက်လိုက်ပါ။အမေပြန်ရောက်လာပြီလား။သမီးအမေရဲ့စေတနာနှိတ်ကိုကျင့်တရားအမြဲအသုံးဝင်မယ်လို့သမီးရဲ့အမေဘေးကင်းကင်းနဲ့အိမ်ပြန်ရောက်လာမယ်ဆိုတာသမီးယုံကြည်တယ်။ဟုတ်တယ်အမေသမီးလေးရေတိတ်ငတ်ကအမေကိုလွှတ်ပေးလိုက်တာ။အမေရဲ့ကတိလည်းတီးခဲ့တယ်လို့အမေအသက်လည်းဘေးကင်းခဲ့တယ်။အဲဒီနောက်မှာတော့ရာနိုလည်းပတင်းပေါက်ပိတ်လိုက်ပြီးသားမီးနှစ်ယောက်လုံးအိတ်လိုက်ကြပါရဲ့။မလကာတီတခိုးရာနိုရဲ့ကလေးနှစ်ယောက်လည်းအစာရှာဖို့အိမ်ကနေထွက်လာတဲ့အချိန်လမ်းမှာကိုကြီးရဲ့စိုးသွမ်းတဲ့သားချကူကိုတွေ့သွားပါရဲ့။ကူကူနဲ့ကိုရီးယားနင်တို့ပဲသွားကြမလို့လဲ။ငါတို့စပန်နံသွားရှာမလို့အဲဒီစပန်နံကိုထားလိုက်စမ်းပါနင်တို့ငါနဲ့လိုက်ခဲ့ဒီနေ့ငါနင်တို့ကိုမလကာတီချိုလေးကျွေးမယ်။မလကာတီချိုလေးဟုတ်လားဒါပေမဲ့အဲ့မလကာတီကိုဘယ်ကနေရမှာလဲမောင်လေးကူကူဂျကူးနဲ့ဘယ်မှမသွားဖို့အမေမှာထားတာမှတ်မိရဲ့မလားဂျကူးကအမြဲစားနောက်ပြီးဒုက္ခရအောင်လုပ်တတ်တယ်ကြောက်သွားပြီခူရီကတော့ကြောက်သွားပြီဒါပေမဲ့ငါတော့မကြောက်ပါဘူးငါတော့သွားမှာပဲငါနေနဲ့မလကာတီချိုလိုက်စားမယ်ကူကူလည်းဂျကူးနဲ့အတူလိုက်သွားပါသူ့အမေကိုရီးယားလည်းကူကူကိုအော်ဟစ်တားနေပါအဲ့နောက်တော့ကိုရီးယားလည်းစပန်တန်သွားရှာလိုက်ပါကိုရီးယားလည်းကွင်းနဲ့သွားပေမဲ့အဲ့မှာစပန်တန်တွေမရှိပါဘူး။အဲ့နောက်မှာတော့ကိုရီးယားလည်းလူသားတွေရဲ့စိုက်ခင်းစီသွားလိုက်ပါ။လေသမားကြီးကစပားတွေရိတ်သိမ်းပြီးခါစားဆိုတော့လေကွင်းထဲမှာစပန်တန်တွေအများကြီးပွာလန်ကျင်းနေပါ။ကိုရီးယားလည်းအဲ့စပန်တန်တွေစားပါ။ကူကူလည်းဂျကူးနဲ့အတူမီထူးရဲ့မလကာချန်နဲ့ရောက်သွားပါ။မီထူးကသူ့ချန်နဲ့အပင်အောက်မှာအိပ်ပျော်နေပါ။ကူကူအရင်တော့ငါမလကာသီးစားလိုက်မယ်။နေဦးလေးမီထူးစောင့်ကြည့်ထားပြီးပြီးမှနေစားလိုက်။ဒါပေမဲ့မြန်လုံးမရမယ်။ကူကူလည်းမီထူးကိုစောင့်ကြည့်နေပါ။ဂျကူလည်းမလကာသီးတွေစားနေပါ။ဂျကူလည်းမလကာသီးတွေဗိုက်ပြအောင်စားလိုက်ပါ။ပြီးရနဲ့ကူကူကိုအခုလိုပြောလိုက်ပါ။ကူကူနေလဲရောက်ပြီးနေမလကာသီးတွေသွားစားလိုက်။ငါဦးလေးမီထူးစောင့်ကြည့်ပေးထားမယ်။ကူကူလည်းတခြားပင်ပေါ်သွားပြီးမလကာသီးအမှဲ့တွေစားနေပါ။ဂျကူလည်းစားနောက်ဖို့တွေးနေပါ။သူကတိုးတိုးတိတ်ဦးလေးမီထူးစီသွားလိုက်ပါ။ဦးလေးဟိုမှာကြည့်ပါဦး။ငှက်မိုက်သားဦးလေးချန်နေမလကာသီးတွေခိုးစားနေရဲ့။သားကအရန်လိမ်မာတာပဲဂျကူအခုလိုပြောပြပေးလို့ကျေးဇူးပါ။ဦးလေးတို့အလွတ်မပေးဘူး။မီထူလည်းအနောက်ကနေသွားပြီးကူကူကိုဖမ်းလိုက်ပါ။ဂျကူတငယ်ချင်းဂျကူငါ့ကိုကြည့်ပါအောင်။ဘသူ့ကိုခေါ်နေရလဲ။အဲ့ဂျကူကအရန်လိမ်မာတာ။ तू ကပဲငါ့ကိုနှိအကြောင်းပြောပြပေးရ။ဦးလေးသူ့ကိုအလွတ်မပေးနဲ့နော်။သူ့ကိုတစ်ပင်မှာကျိုးနေချပြီးသူ့အမေခေါ်လိုက်။တစ်ဆက်ဖောက်နေမဲငါ့ကိုဒီခေါ်လာလေဂျကူလည်းအဲ့ဒီကနေထွက်ပြေးသွားပါမီကျူလည်းကူကူကိုတစ်ပင်တစ်ပင်မှာကျုံးနဲ့ချီထားလိုက်ပါနင်းလိုတကူလေးဒီလိုပဲခံစားရတဲ့နဲ့ကိုရီးယားလည်းစပန်တန်စားပြီးအိမ်ပြန်လာပါမမေကူကူခုထိမရောက်လာသေးဘူးဟင်းအင်းသမီးကူကူခုထိမရောက်သေးဘူးသူကသမီးနဲ့အတူလိုက်သွားမှာမဟုတ်ဘူးလားဟင်းအင်းမမေသူကဂျကူနဲ့မလကာတိစားဘူးလိုက်သွားတာသမီးတို့ကိုတားပါသေးရဲ့ဒါပေမဲ့သူကသမီးစကားနားမထောင်အဲ့ဒီဂျကူငါတော့ဘယ်ခေါ်သွားလဲမသိပါဘူးရာနိုလည်းစိတ်ပူပြီးအိမ်ကနေထွက်လာပါလမ်းမှာသူမဂျကူကိုတွေ့သွားပါဂျကူရေကူကူပဲမလဲ
သူ့သားနေပဲလိုက်သွားတာမလားအန်တီသားကဇပန်နန်ရှာဖို့ထွက်သွားတာဒါပေမဲ့ကူကူကဦးလေးမီထူရဲ့ခြံထဲကနေမလကာတီးသွားခိုးတာဦးလေးမီထူကသူ့ကိုဖမ်းလိုက်တယ်ကူကူအဲ့လိုလုပ်လိုက်မယ်လို့တခါမှမတွေးဘူးအရန်ရှက်ဖို့ကောင်းတာပဲရာနိုလည်းမီထူရဲ့ခြံထဲသွားလိုက်ပါကူကူကိုတစ်ပင်မှာကျုံးနေချီထားပါသူလည်းသူ့အမေကိုမြင်တော့လန့်သွားပါအကိုမီထူရေကျမရဲ့သားအမားလုပ်ခဲ့မိပါသူ့ကိုခွင့်လွှတ်ပေးလိုက်ပါရာနိုနေရတခါမှမခိုးဘူးနေ့သားဘာလို့ငါ့ခြံထဲမှာလာခိုးတာလဲအကိုမီထူရေကျမရဲ့သားတကူမဟုတ်ပါဒါပေမဲ့သူတခြားသူရဲ့စကားကိုရှုံပြီးဒီရောက်လာနေမှာပါဒီနေ့ငါသူ့ကိုလွှတ်ပေးလိုက်မယ်ဒါပေမဲ့နောက်တခါသူ့ကိုငါခြံထဲမှာတွေ့လုံးဝအလွတ်ပေးမှာမဟုတ်ဘူးမီထူလည်းကူကူကိုလွှတ်ပေးလိုက်ပါရာနိုလည်းကူကူကိုခေါ်ပြီးအိမ်ပြန်လာပါကူကူလည်းသူ့အမေနဲ့အမရှိမှရှက်နေပါမမကိုရီယာကြီးတားမှန်ပါရဲ့ဒါမမစကားနားမထောင်မဲ့အမားလုပ်ခဲ့မိအဲ့ဒီတကူကအမြဲတခြားသူတွေဒုက္ခပေးတတ်တယ်လို့ငါနဲ့ကိုပြောခဲ့မလားအမေမီထူးရှိမှဘလောက်အရှက်ရခဲ့လဲဆိုတာသားသိလားသားဘယ်တော့မှတကူနဲ့အတူမသွားတော့ပါဘူးလို့အမေကဂတိပေးပါတယ်ငှက်တကိုးတွေနဲ့အတူပေါင်းရင်အရှက်ရတယ်ဆိုတာကူကူလည်းသဘောပေါက်သွားပါအောင်လေအစားကြီးတဲ့ကြီးကံမှငှက်မလေးမီနူရဲ့ခြံတွေကပိန်းတဲ့ပင်တွေကနေစင်ရတနာတွေတီးနေပါတယ်ကာလူလည်းအယမ်းမနာလို့ဖြစ်နေပါတယ်ကာလူကအဲကိုလာပြီးမီနူကိုပေါက်စိန်နဲ့အချက်ပေါင်းများစွာခုတ်လိုက်ပါတယ်မီနူခမရလည်းသွေးတွေထွက်လာပါတယ်မီနူကအရှမ်းကိုအလုပ်ကြိုးစားပါတယ်သူနေနိုင်မှုအိမ်လေးတအိမ်ဆောက်ပြီးအိမ်လေးအေးမြနေအောင်အိမ်ကိုမြက်တွေနဲ့အလှဆင်နေပါတယ်အဲလိုလုပ်ပြီးမီနူကအစာရှာဖို့အဲဒီကနေထွက်သွားပါတယ်မီနူကတော့တောအုပ်ပေးကြီးတဲ့သွားလိုက်ပါတယ်မီနူလည်းရှိုင်းနဲ့အရန်လိုက်အတီကိုမြင်သွားပါတယ်ဒီသီးလေးတွေကအရန်လာတာပဲငါဒီသီးကိုမြင်မြည်ကြည့်လိုက်အောင်မယ်မီနူလည်းအဲ့အတီကိုမြည်ကြည့်လိုက်ပါတယ်အဲ့အတီလေးကအရန်ချူတယ်လို့ခံစားလိုက်ရပါတယ်မီနူလည်းအဲ့အတီကိုဗိုက်ပြအောင်စားလိုက်ပါတယ်တစ်ဖက်မှာလည်းကိုကြီးကဗိုက်တွေစားနေပါတယ်ကိုကြီးကတရားရောက်ကိုထိုင်ဆောင်နေပါတယ်ခုချိန်ထိကာလူကလည်းပြန်မလာသေးဘူးအဲ့လိုနဲ့ကိုကြီးလည်းဗိုက်တွေစားပြီးဒေါသတွေထွက်နေပါတယ်ခဏနေရောကာလူလည်းအသီးတွေယူပြီးရောက်လာပါတယ်ကာလူဘာလို့အသီးကိုနည်းနည်းပဲယူလာလဲကျမဗိုက်တွေရမ်းစားနေရကျမအစားကြီးရယ်ဆိုတာရှင်လဲသိရတာနဲ့ကိုကြီးလည်းအဲ့အသီးတွေခွဲပြီးစစားပါတယ်တခဏအတွင်းမှာပဲသူမအဲ့အသီးတွေအကောင်လုံးစားပြစ်လိုက်ပါတယ်ကာလူကျမခုထိဗိုက်စားနေရောမယ်တခြားစားကြတွေထက်ရှာလာပြီးအောင်ကျမဗိုက်မပြည့်သေးဘူးတစ်ဖက်မှာလည်းခုံငတ်ကသူ့ရဲ့အိမ်သေးရှိမှထိုင်နေပါတယ်ငါတခြားငတ်တွေနဲ့မီနူးတို့ကိုထမင်းစားသွားဖေအောင်မယ်ဒီနေ့တော့ငါအရန်ရတာရှိရဲ့စားစရာတွေနဲ့အိတ်ခံမယ်ခုံငတ်လည်းအဲ့လိုစဉ်းစားပြီးတော့ထွက်သွားပါတယ်သူကအရင်ဆုံးမီနူးစီသွားလိုက်ပါတယ်ခုံငတ်ကမီနူးကိုအခုလိုပြောလိုက်ပါတယ်ညီမမီနူးရေညီမကိုကျွန်တော်ထမင်းစားဖိတ်ပါတယ်ကျွန်တော်အိမ်ကိုလာပြအောင်လာပါနော်ကျွန်တော်တံပေါက်ကောင်းကောင်းလုပ်ထားတယ်ညီမကိုကျွန်တော်စက်သားတံပေါက်ကောင်းကောင်းလေးချက်ကျွေးမယ်ခုံငတ်လည်းမီနူးကိုထမင်းစားဖိတ်ပြီးရနဲ့မီထူးစီကိုသွားပါတယ်မီထူးရဲ့အိမ်ရှိရောက်တော့ဘဲတီးလိုက်ပါတယ်မီထူးလည်းအိမ်ပြင်ထွက်လာပါတယ်အကိုမီထူးရေမနေ့ပြန်အကိုကိုထမင်းစားဖိတ်ပါတယ်ကျွန်တော်အိမ်ကိုကျင်းတီပေါလာခဲ့နော်ခုံငတ်လည်းမီထူးကိုထမင်းစားဖိတ်လိုက်ပါတယ်ကျွန်တော်ကိုရုပ်လည်းသွားဖိတ်ရအောင်မယ်အဲ့လိုပြောပြီးတော့ခုံငတ်ကဟင်းသီးဟင်းရွက်ဆိုင်စီသွားလိုက်ပါတယ်အကိုရေကျွန်တော်ဟင်းသီးဟင်းရွက်အားလုံး1 ကီလိုစီထည့်ပေးပါဆိုင်ရှင်လည်းဟင်းသီးဟင်းရွက်တွေအားလုံးအစင်သေးလုပ်ပြီးခုံငတ်ကိုပေးလိုက်ပါတယ်ညနေရောက်လာပါတယ်ခုံငတ်လည်းစားစရာတွေချက်ပြုတ်ရင်အလုံးရှုံနေပါတယ်အဲ့လိုနဲ့နောက်တနေ့မနက်ရောက်လာပါတယ်မနက်ရောက်တော့ခုံငတ်ကစားစရာတွေအကုန်ပြင်ဆင်ထားပြီးပါပြီငှက်တွေအားလုံးလည်းရောက်လာကြပါတယ်မီထူကအခုလိုပြောလိုက်ပါတယ်အရင်ဆုံးနှုတ်သီးတွေသွားစီးလာအောင်မယ်ပြီးမှထမင်းစားလာမယ်ကိုကြီးကအခုလိုပြောလိုက်ပါတယ်ကျမအိမ်မှာကနေ့ကအားလုံးပြင်ဆင်လာခဲ့ရငှက်တွေအားလုံးလည်းစီးကြောဖို့ထွက်သွားပါတယ်ကိုကြီးလည်းစားစရာတွေကြည့်ပြီးတရေကြလာပါတယ်ကိုကြီးကအစားကြီးတော့အဲ့ဒီစားစရာတွေအကုန်လုံးတခဏအတွင်းအကုန်စားပြစ်လိုက်ပါတယ်ပူသွားပြီကိုကြီးလည်းထမင်းဟင်းပူပူလေးတွေစားပြီးပြန်သွားပါတယ်တခြားငှက်တွေကနှုတ်သီးစီးကြနေအောင်ပါပဲကိုကြီးကစားစရာတွေအကုန်စားပြီးပြန်သွားတာသူတို့ခမညာမှာမသိရှာတာငှက်တွေလည်းစီးကြောပြီးအိမ်ထဲပြန်ဝင်သွားကြပါတယ်အိမ်ထဲရောက်တော့ထမင်းဟင်းတွေမရှိတော့ပါဘူးအခုခုံငှက်ရေဒါဘလို့ဖြစ်ရလဲကိုကြီးကစားကြရီအကုန်လုံးသူတယောက်တည်းစားသွားတာသူကဆုံးမကြနေရပဲငှက်တွေအားလုံးလည်းအစာမစားလိုက်ရပဲအဲဒီကနေပြန်သွားကြပါခုံငှက်ခမလည်းရှက်သွားပါမီနူးလည်းအခုလိုပြောလိုက်ပါကိစ္စမရှိပါဘူးကျမတို့ဘာသာပဲအစာရှာစားလိုက်ပါမယ်အခုခုံငှက်ရေ
အကိုမရှက်ပါနဲ့ကိုကြီးအဲ့လိုလှုပ်လိုက်မှလို့ကျမတို့မှမထင်ထားတာခုံငက်လေကောင်းလေးတငိမ့်ငိမ့်နဲ့ကြံခဲ့ပါငှက်တွေအားလုံးပိုက်ဆာဆာနဲ့ဒီတိုင်းပြန်သွားရအဲ့ဆုံးမကိုကြီးကငါ့အပေါ်ဘလို့လှုပ်လိုက်တာလဲအသီးတွေကိုအကျွေးနဲ့ဝဲတဲ့ကြီးကံမခုံငက်ကဟင်းတင်းဟင်းရွက်နဲ့ဖြုံသီးရောက်ပါမီနူကအခုလိုပြောလိုက်ပါအကိုကျမကိုဖြုံသီးလက်လက်ဆက်ဆက်တလုံးပေးပါဦးဒီတလုံးကကောင်းမဲ့ပုံပဲကျမအဲ့ဒါလေးပေးလိုက်ပါခုံငက်လည်းမီနူကိုဖြုံသီးပေးလိုက်ပါမီနူလည်းအဲ့ဖြုံသီးကိုယူပြီးပြန်သွားပါခဏနေတော့ကိုကြီးကရောက်လာပါကျမလည်းဖြုံသီးအကြီးကြီးပေးပါဒီနေ့ကျမစီမှာပတ်စံမရှိသေးလို့မနှက်ဖြန်မပေးမယ်ခုံငက်လည်းဖြုံသီးအဟောင်းယူပြီးပေးလိုက်ပါကိုကြီးလည်းအဲ့ဖြုံသီးကိုယူပြီးပြန်သွားပါလမ်းမှာမီနူကိုတွေ့သွားပါကိုကြီးလည်းမီနူစီရောက်လာပါကြည့်အောင်နင်းဖြုံသီးကအလုံးသေးပြီးအစိမ်းကြီးပဲရှိတယ်ငါဖြုံသီးကိုကြည့်လိုက်အလုံးကြီးကြီးနဲ့မှဲ့တော့မှဲ့နေပြီအနက်လေးမှွေးနေရပဲဒီဖြုံသီးကိုချက်စားလိုက်အရမ်းရတာရှိမှာပဲဟုတ်ကဲ့ပါအမကိုကြီးကျမပြန်လိုက်ပါအောင်မယ်ကျမပိုင်ရမ်းစာနေပြီအိမ်ရောက်ဖြုံသီးစားလာအောင်မယ်ကိုကြီးလည်းစကားတွေအဆက်မပြတ်ပြောနေပါမီနူလည်းစကားဖြတ်ပြီးဖြုံသီးယူကပြန်သွားပါငါပြန်ပြီးကာလူကိုကျွေးလာအောင်မယ်ငါကိုယ်တိုင်လည်းစားလိုက်မယ်ခုံငက်စီကနေအကျွေးနဲ့ယူလာတာကိုကြီးလည်းဖြုံသီးကိုအိမ်ယူလာပါဒီမှာဖြုံသီးကြီးမှဲ့တော်မှဲ့နေကိုကြီးလည်းဖြုံသီးကိုမြန်ခွဲလိုက်ပါဖြုံသီးကအထဲမှာပုတ်နေပါဒီမှာကြည့်ပါဦးကာလူဖြုံသီးရဲ့အခြေအနေကိုကြည့်ပါဦးခုံငက်ကကျမအကျွေးမပေးလို့ဒီဖြုံသီးပုတ်ကြီးပေးလိုက်တာသူကျမအယူလုပ်လိုက်တာကျမတို့ပြန်သွားမရုံမယ်အရင်ဆုံးဒီဖြုံသီးကိုသွားပြစ်လိုက်အောင်မယ်ကိုကြီးလည်းငိုနေပါတစ်ဖက်မှာလည်းမီနူးရဲ့ဖြုံသီးကအရန်လက်ဆက်ပါဘာလို့လဲဆိုတော့သူကပတ်ဆက်လက်ငင်းပေးပြီးဝေးထားတာလေမီနူးလည်းအဲ့ဖြုံသီးကိုခွဲပြီးစားပါဖြုံသီးစားရတာအရန်ရတာရှိရပဲအဲ့ဒါကြောင့်ငါအကိုခုံငက်ကိုလက်ဆက်တဲ့ဖြုံသီးပေးဖို့ပြောခဲ့တာမီနူးလည်းအဲ့ဖြုံသီးကိုအရသာရှိစားလိုက်ပါကိုကြီးကလည်းဖြုံသီးအပုပ်ကိုအမိုက်ပုံမှာသွားဖြစ်နေပါမီနူးလည်းအမိုက်ပစ်ဖို့ရောက်လာပါဘာလို့ရမလဲဖြုံသီးကအပုပ်ကြီးဖြစ်နေရဲ့ဘာလို့ရမလဲအမကိုကြီးဒါပေမဲ့မီနူးခေါ်တာကိုကြီးကနားမထောင်ပဲပြန်သွားပါအဲ့လိုနဲ့နောက်တနေ့ရောက်လာပါခုံငက်ကလည်းသူ့ဆိုင်မှာထိုင်နေပါကိုကြီးလည်းရောက်လာပါမနေ့ကဖြုံသီးကအပုပ်ကြီးကျမရှိကိုအဲ့အတွက်ပတ်စံမပေးတော့အခုကျမကိုဟိုပန်းတီးချင်းပေးခုံငက်လည်းအဲ့ဒါကြာနေပြီလို့ပြောလိုက်ပါတကယ်လို့ဒီပန်းတီးတွေကပါပုတ်နေကျမရှိကိုပတ်စံမပေးဘူးကဲပေးအပုပ်တွေမပါတော့ပါကြည့်ရတဲ့လောက်တော့စားကောင်းမဲ့ပုံပါပဲအဲ့လိုနဲ့ကိုကြီးလည်းပန်းတီးချင်းယူပြီးပြန်သွားပါအိမ်ရောက်တော့ကိုကြီးရဲ့အမေကလည်းထိုင်နေပါအမေကြီးကြည့်ပါဦးကျမပန်းတီးတောင်းလိုက်ဝဲလာတယ်ကျမပန်းတီးဖြော်ရည်လုပ်ပြီးအမေကိုလည်းတိုက်မယ်ကျမလည်းတောင်းမယ်ကိုကြီးရဲ့အမေလည်းပန်းတီးတွေစစ်ဆေးပါတယ်သမီးကပန်းတီးအဟောင်းတွေယူလာတာပဲလက်လက်ဆက်ဆက်မှဖြော်ရည်လုပ်လို့ရမှာလေခဲပါမေရဲ့ကျမဒါအကျွေးနဲ့ဝယ်လာတာလက်ဆက်တာရမတဲ့လားကျမကြီးမှာပတ်စံမရှိဘူးအဲ့ဒါကြောင့်ဒါပဲယူလာတာတစ်ဖက်မှာလည်းမီတူကတံပြာသီးတွေခူးနေပါတံပြာသီးချင်းလေးတွေအရန်ကောင်းတာပဲငါဆိုနီကိုသွားပေးလိုက်အောင်မေငါအတွက်တံပြာသီးနဲ့အချင်းဆက်ဆက်လုပ်ပေးခိုင်းမယ်အရန်ရတာရှိမှာပဲငါတံပြာသီးနှလုံးလောက်မြန်ခူးလာအောင်မေမီတူလည်းတံပြာသီးနှလုံးခူးပြီးအိမ်ပြန်သွားပါငါယူသွားပြီးဆိုနီကိုပေးမယ်မီတူလည်းတံပြာသီးတွေယူသွားပြီးဆိုနီကိုပေးလိုက်ပါရှော့ငါဟိုးဝေးကနေတံပြာသီးခူးလာတာအစားတော့ရှာမတွေ့ဘူးဒီလိုလို့ငါအတွက်တံပြာသီးချင်းမြန်လုပ်ပေးနေရင်ကခရမ်းချင်သီးထောင်ဆက်လေးလုပ်တယ်လို့အဲ့ဒီထဲတံပြာသီးအများကြီးထည့်လိုက်အဲ့ဒါမှချင်းလေးနဲ့စားလို့ကောင်းမှာဆိုနီလည်းမီးဖို့ကြောင်နဲ့သွားပြီးအိုးတဲကငရုတ်သီးတွေအကုန်ထည့်ကချက်လိုက်ပါသူမရဲ့အချင်းထောင်ကအရသာရှိရသွားပါမီထူးလည်းတရေတွေကျနေပါပြီမြန်ချက်ပါတီလှုပ်လိုက်တော့မီထူးလည်းအဲ့လိုနဲ့အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ခိုင်းလိုက်ပါဆိုနီယာအခုလိုပြောလိုက်ပါကဲအရင်ရေတုံကင်းနာသွားပြီးပကံသွားစီမယ်အရင်ဆုံးပကံတွေဆေးပြီးမှငါချက်ပါတီလုပ်ပေးမယ်အစနေရပကံနေရဆေးဖို့ပုံနေရမီထူးလည်းအခုလိုပြောလိုက်ပါတံမြာသီးချင်ထောင်လေးတစ်ခုလောက်ခိုင်းတာနဲ့နေငါ့အလုပ်တွေခိုင်းလို့မပြီးတော့ဘူးငါ့ကိုပကံဆေးခိုင်းနေရပေါ့ဟုတ်လားဆိုနီမီထူးလည်းစပြီးငိုရိုပါဆိုနီလည်းစိတ်တိုးပြီးစကားများရမ်းဖြစ်ကြပါတယ်စောင်းရသည်တွေကရင်နာကြမြင်ကွင်းနိုဘူးဆိုတဲ့တောအထဲမှာတန်တူဟာသူ့အမေအိုကြီးရဲ့မိန်းမရဲ့သမီးလေးတို့နဲ့အတူအိမ်သေးသေးလေးထဲမှာနေကြပါတယ်မ
မိသားစုတစ်ခုလုံးရဲ့တာဝန်ဟာတန်နူးပေါ်မှာရှိနေပါတယ်။တန်နူးမှာစိုက်ခင်းတိတ်တိတ်လေးတစ်ခုရှိပါတယ်။အဲ့လေယာအလုံးလောက်ပြီးမိသားစုရှာဖွေကျွေးမိပါတယ်။တမနက်ခင်းမှာတော့တန်နူးရဲ့အမေကအရန်နေမကောင်းဖြစ်သွားပါတယ်။တန်နူးစီမှာသူ့အမေဆေးကုပေးဖို့တော်အပတ်စံမရှိပါဘူး။အဲ့ဒါကြောင့်သူ့ရဲ့လယ်မျိုးရောင်းလိုက်ရပါတယ်။ဒါပေမဲ့ကန်တရလှည့်ခွက်ကိုကြည့်ပါအောင်။သူ့အမေလည်းစုံပါသွားပါတယ်။လယ်မြေနည်းနည်းလည်းမရှိတော့ပါဘူး။တန်နူးရဲ့ဘဝကပိုပြီးခက်ခဲလာပါတယ်။အဲ့ဒါကြောင့်သူတို့လင်မယားနှစ်ယောက်လုံးအတူတူအလုပ်လုပ်ကြပါတယ်။တန်နူးကမီထူးရဲ့လယ်ကွင်းထဲမှာအလုပ်လုပ်ပါတယ်။ရာနူးကလည်းကိုကြီးရဲ့အိမ်မှာအိမ်အလုပ်တွေလုပ်ပါတယ်။ကိုရီးယားရဲ့အဖေကြီးစောင်းရသည်ရောက်ဖို့နှီးလာပြီးကျမတို့စီမှာစောင်းရသည်ရောက်ရင်ဝစ်စရာအင်ကြီးတောင်မရှိသေးဘူး။ဟုတ်တယ်မိမနင်ပြောတာမှန်ပါတယ်။ငါတခုခုလုပ်မှဖြစ်မယ်။ဒီလိုနဲ့အချိန်တွေကတဖြည်းဖြည်းကုန်ဆုံးလာပါတယ်။စောင်းရသည်ကိုရောက်လာပါပြီ။ဒီတစ်ခါမှာတော့တောအုပ်ထဲမှာအရင်ကထပ်ပိုအေးနေပါတယ်။စောင်းရသည်အေးအေးတန်းနဲ့အတူလေအေးတွေပါတိုက်ခတ်နေပါတယ်။နေဘက်ဖြစ်ဖြစ်ညဘက်ဖြစ်ဖြစ်အေးလွန်းလို့ငှက်တွေအားလုံးစိတ်ညစ်နေကြပါတယ်။ဖေရသခင်ဒါပါတွေလဲတွေ့လာရလို့ဒီတစ်ခါစောင်းရသည်ကအရင်ကထပ်အေးအေးပိုပြင်းနေ။ဒီလောက်အေးနေတဲ့အချိန်အလုပ်လုပ်ရလဲမလွယ်ကူလောက်။ဒီလောက်အေးနေတဲ့အချိန်ပြန်လို့လည်းမရအောင်။အတောင်ပံနေအေးခဲသွားတယ်လို့တော့ထင်ရတယ်။ကဲပါရနို့ငါသွားလာအောင်မယ်။မဟုတ်ရင်မီထူးကစိတ်တုန်နေလိမ့်မယ်။တန်တူးထွက်သွားနဲ့ရာနိုးကသူ့သမီးကိုအခုလိုပြောလိုက်ပါတယ်။သမီးလေးကိုရီးယားရေသမီးရဲ့ဖေဖေတော့သွားပြီ။အခုအမေလည်းအလုပ်သွားလုပ်တော့မယ်။အိမ်လေးကနေအပြင်မထွက်နဲ့နော်။အပြင်မှာအရန်အေးတယ်။မမေထမင်းချက်ပြီးသွားပြီ။မမေထမင်းချက်ပြီးသွားပြီ။သမီးစားထားလိုက်နော်။ဟုတ်ကဲ့ပါမမေသမီးစားလိုက်ပါမယ်။ဒါပေမဲ့မမေလည်းအချိန်မမှန်ပြန်လာခဲ့နော်။အဲလိုပြောပြီးရာနိုးလည်းထွက်သွားပါတယ်။အပြင်မှာအရန်အေးနေပါတယ်။ခဏလောက်နေရောရာနိုးလည်းဂိုရီရဲ့အိမ်ကိုရောက်သွားပါတယ်။ဂိုရီကအရန်မှန်မှနာကြည့်ပြီးတင်းမာလွန်ပါတယ်။ဂိုရီရဲ့မျက်နှာကြီးစူပုတ်ပြီးထိုင်နေပါတယ်။သူရာနိုးကိုမျက်နှာနဲ့အော်ပါအောင်တယ်။ရာနိုးနေဒီနေ့ဘာလို့နောက်ကျနေရလဲ။အဲလိုသာနောက်ကျမှလာမေးဆိုရင်မနှက်ပြန်စားပြီးအလုပ်မလာတော့နဲ့။ငါနောက်အလုပ်သမားတစ်ယောက်ရှာလိုက်မယ်။ဒီနေ့အချိန်မှန်အလုပ်မလာနိုင်ခဲ့လို့တောင်းပန်ပါရဲ့တတိမရဲ့ဒီနေ့အရန်အေးနေလို့ကျမမနှက်စောစောမနိုးလိုက်ဘူး။အေးပါရာနိုးနေရကောင်းကောင်းလှဲ့ကွက်တွေတုံးတက်တယ်။သွားလှုပ်ရှားရှိအလုပ်တွေသွားလို့တော့နေအလုပ်ကောင်းကောင်းမလုပ်ဘူးဆိုရင်ငါနင့်ကိုအလုပ်ထုတ်ပြစ်မယ်။ဘလို့ပဲဖြစ်ဖြစ်ငါစီမှာနေလို့အလုပ်လုပ်မဲ့သူတွေအများကြီးရှိတယ်။ရာနိုးလည်းကိုကြီးရဲ့စကားတွေကြားပြီးစိတ်မကောင်းဖြစ်သွားပါတယ်။ဒါပေမဲ့သူမခမလည်းဘာများတက်နိုင်မှာမို့လို့လဲ။သူမလည်းပါဇက်ပိတ်ပြီးလှုပ်ရှားရှိရဲ့အလုပ်တွေသာစလုပ်ပါတယ်။အဲဒီချိန်ကာလူးလည်းရောက်လာပါတယ်။ကိုကြီးဘာဖြစ်လို့လဲ။ဘာလို့ရာနိုးအဲ့လောက်အော်နေရလဲ။သူကငှက်တကောင်ပဲလေ။ငှက်တွေပေါ်နည်းနည်းစေတနာမြတ်တာလေးထားစမ်းပါ။ကာလူရှင်ရပါသည်လို့လေ။ဒီလိုငှက်တွေကောင်းမော်တင်ထားကြမလို့ဘူး။မဟုတ်ရင်သူတို့ကအလုပ်လဲတေချာလုပ်တော့မှာမဟုတ်ဘူး။ရာနိုးလည်းတူတူတိတ်တိတ်သူတို့ပြောတဲ့စကားတွေနားထောင်နေပါတယ်။ရာနိုးလည်းဘာမှပြန်မပြောပါဘူး။ဘာလို့လဲဆိုတော့သူမရဲ့သမီးလေးအတွက်အလုံးလုံးနေရဖြစ်လို့ပါ။တစ်ဖက်မှာလည်းတန်နူးကချမ်းတုံရင်မီထူးရဲ့လေထဲမှာအလုံးလုံးနေပါတယ်။ဟဲ့တန်နူးအလုပ်ကိုတေချာလုပ်စမ်းပါ။အလုပ်တေချာမလုပ်ရင်ဒီနေ့စမ်းမရအောင်မှတ်။အဲ့လိုမလုပ်ပါနဲ့တထေးကျွန်တော်အလုပ်တေချာလုပ်ပါမယ်။ဒီနေ့အရန်အေးလွန်းလို့အတောင်ပံနေရခတ်လို့တော့မရလို့ပါ။ဒါပေမဲ့တထေးစိတ်မပူပါနဲ့။ကျွန်တော်အလုပ်တွေအကုန်လုပ်ပြီးမှပြန်มาပါ။တန်နူးလည်းမိန်းမနဲ့သမီးကိုစိုးရင်လို့သူ့ကိုယ်သူဂရုမစိုက်ခဲ့ပါဘူး။သူကအေးထဲမှာအလုပ်ဆက်လုပ်နေပါတယ်။ဖះသခင်ကျွန်တော်တို့ဘလို့မျိုးစမ်းသက်နေရလဲ။ဒီလောက်အေးနေတဲ့အချိန်ကြီးမှာတော့အလုပ်လုပ်နေရတယ်။တကယ်လို့ငါအလုပ်မလုပ်ရင်လည်းတတိယငါ့ကိုအလုပ်ထုတ်လိုက်လိမ့်မယ်။အဲ့ခါကျရင်အိမ်ရဲ့စားဝင်နေရင်ဘလို့ဖြေရှင်းရတော့မလဲ။အရန်အေးလွန်းလို့တောအုပ်တရားငှက်တွေအားလုံးကိုယ့်အိမ်ထဲမှာကိုကွေးနေကြပါတယ်။ဘသူမှအိမ်ထဲကနေအိမ်ပြင်မထွက်ကြပါဘူး။ညဘက်အလုပ်တွေပြီးအောင်လုပ်ပြီးတဲ့အခါမှာတော့တန်နူးကမီထူကိုအခုလိုပြောလိုက်ပါတယ်။တထေးမီထူရေကျွန်တော်ပတ်စံနည်းနည်းလိုချင်လို့ပါ။ကျွန်တော်သမီးအတွက်အနေနဲ့ဝယ်ရမှာမို့လို့ပါ။တန်နူးနေငါးစီမှာအလုပ်လုပ်တာတစ်လတောင်မပြည့်သေးဘူး။နောက်ထပ်ရက်နဲ့ထပ်ဆောက်လိုက်ပါဦး။လကုန်မှနင်ပတ်စံရမယ်။တန်နူးလည်းစိတ်မကောင်းစွာနဲ့အိမ်ပြန်လာပါတယ်။ဘာများဖြစ်လို့လဲရှင်ဘာလို့နောက်ကျနေရလဲ။ဘာမှမဖြစ်ပါဘူး။တထေးစီကပတ်စံတောင်းနေရဒါမဲ့ तू ကညင်လိုက်တယ်။ကိစ္စမရှိပါဘူး။ရှင်မီးနည်းနည်းလုံလိုက်ပါဦး။အဲဒီနောက်မှာတော့ရာနိုးကကိုရီးယားရဲ့ကျမ်းမာရေးအကြောင်းပြောပြလိုက်ပါတယ်။တန်နူးကကိုရီးယားကိုကြည့်လိုက်တဲ့အချိန်မှာတော့ချောင်းဆိုးတာရောအေးတာရောကြောင့်ကိုရီးယားရဲ့မျက်နှာနှီးရဲနေပါတယ်။အဲ့ဒါကိုမြင်တော့တန်နူးလည်းစိုးရိမ်သွားပါတယ်။ဖေရကြီးဒီအေးတန်ခံနိုင်တာထက်တောင်ကြော်လွန်နေပြီ
ဒီနေ့တထေးမစီကအကူကြီးတောင်းမလို့ကျမစဉ်းစားလိုက်တာဒါမဲ့ तू ကလည်းငင်းလိုက်တယ်သူတို့လိုတထေးတွေကကျမတို့လိုစင်းရဲသားတွေအတွက်ဘာများစိုးရိမ်မှာမလို့လဲကျမတို့ဘလောက်စူးစမ်းသူတို့ကကျမတို့ငှက်တွေလိုတောင်ထင်တာမဟုတ်ဘူးသူတို့ချေချေစကားပြောနေအောင်မှာပဲကိုရီးယားနေမကောင်းဖြစ်လာပါတယ်အမလီဖျားကြီးကျမရဲ့သမီးလေးဘာဖြစ်သွားတာလဲရာနိုကိုရီးယားဖျားနေပြီနင်ကိုရီးယားကိုစောက်ရှောက်ထားငါဘူဘူစီကနေစေးသွားတောင်းခဲ့မယ်အကိုတန်နုရေကျမအရန်ကြောက်တယ်အကိုမြင်မြန်သွားပြီးဘူဘူကြီးကနေစေးယူလာပေးပါညတကောင်ရန်အချိန်အပြင်ဘက်မှာလည်းခိုက်ခိုက်တော်ချမ်းနေပါတန်နုလည်းအရန်ကိုကြောက်နေခဲ့ပါဒီလောက်အေးနေညကြီးမှာသူဟာဘူဘူကြီးကိုတွားနေပါသမီးလေးရေသမီးရဲ့ဖေဖေကဘူဘူကိုခေါ်လာတော့မှာပါသမီးစိတ်မပူနဲ့တန်နုထွက်သွားပြီးတိတ်မကြခင်မှာပဲမိုးရီအသေးတန်ရွာချလာပါရာနိုလည်းသမီးရဲ့အခြေအနေကိုကြည့်ပြီးစိတ်ညစ်နေပါကိုရီးယားရဲ့မျက်လုံးတွေကဖြည်းဖြည်းချင်းပိတ်လာပါသူ့ခနာကွာလည်းတဖြည်းဖြည်းအေးဆက်လာပါကိုရီးယားအမေသမီးလေးကိုရီးယားရဲ့ကိုရီးယားတန်နုလည်းဘူဘူရဲ့အိမ်ကိုရောက်လာပါဒါပေမဲ့သူ့ရဲ့ကန်ဆိုးချက်ကိုကြည့်ပါအောင်ဒီနေ့ဘူဘူကအိမ်မှာမရှိပါဘူးတစ်ဖက်မှာလည်းရာနိုကအကျယ်ကြီးအော်ဟစ်လိုက်ပါအဲဒီအော်တန်တန်နုကြားလိုက်ရပါအဲဒီအော်တန်ဘလောက်တောင်နာကျင်မှုတွေနဲ့ပြည့်နေလဲဆိုရင်ကြားရသူအဖို့ထိတ်လန့်သွားစေပါအဲဒီတန်ကြတော့တန်နုလည်းအယမ်းစိတ်ပူသွားပါသူလည်းအိမ်မြက်ပြန်လာပါသူအိမ်ပြန်ရောက်တော့မြင်လိုက်ရမြင်ကွင်းကြောင့်သူ့အသေးနှလုံးတွေကွဲကြေသွားမတတ်ပါပဲဘာဖြစ်လို့လဲရာနိုနေဘာလို့အဲ့လောက်အော်ငိုနေရလဲနောက်ပြီးကိုရီးယားရဲ့မျက်လုံးတွေကဘာလို့ပိတ်နေရလဲငါသမီးလေးကိုရီးယားဘာဖြစ်သွားတာလဲအကိုတန်နုရေဖျားတကယ်ကျမတို့စီကနေကျမတို့ရဲ့သမီးလေးကိုခေါ်သွားပြီတနာစရာကောင်းတဲ့ကိုရီးယားလေးခမဒီအေးတန်ကိုမကြော်ဖြတ်လိုက်နိုင်ပါသူခမဘာအဖြစ်ရှိလို့ဒီဆောင်ရသည်ကသူ့ကိုသူ့မိသားစုကနေဆွဲထုတ်သွားလေနေများနှစ်ယောက်လည်းကျင်နာမှုကင်းတဲ့အေးတန်ကိုအရှုံးပေးလိုက်ပါပြီသူတို့ရဲ့နာကျင်မှုတွေပြည့်နေတဲ့အော်တန်တွေကိုတောတစ်ခုလုံးဖုံးလွှမ်းသွားပါနေများနှစ်ယောက်လည်းတမီလီနာထိုင်ပြီးငိုယိုနေပါဖျားတခင်ကသူတို့ရဲ့တမီကိုသူတို့ပြန်မဆောင်ရှောက်နိုင်လောက်အောင်ဘာလို့စင်းရဲအောင်ထားတာလဲဆိုပြီးအပြစ်တင်နေကြပါနောက်တနေ့မနက်တောအုပ်တွေကငှက်တွေတန်နူတို့အိမ်ကိုလာတော့တန်နူတို့မိသားစုလေးအေးခဲနေအောင်တွေးလိုက်ရပါနေမယားနှစ်ယောက်လုံးရဲ့မျက်နှာမှာသူတို့ရဲ့သမီးလေးကိုပြန်ရလိုက်တဲ့အေးချမ်းမှုလေးကိုတွေ့မြင်နေရပါအဲဒီအေးတန်ကတောအုပ်တွေကငှက်မိသားစုတစ်ခုကိုထပ်ပြက်စီးခဲ့ပါတငယ်ချင်းတွေကျမတို့ရဲ့ကဘာကြီးထဲမှာရာသီဥတုတန်ကြောင့်တည်ဆုံခဲ့ရတဲ့ကုကေရမယ့်စင်းရဲသားတွေအများကြီးရှိပါတယ်အဲဒီလိုလူတွေကျင်းတီပါကူညီပေးတင်ပါရဲ့နော်အခုလိုမျိုးစိတ်ဝင်စားစရာငှက်ကာတွန်ပုံမြင်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့နှုတ်ဆက်ခဲ့ပါရှင်